မင်္ဂလာပါရတယ်နှလုံးဆိုတာတကယ်ကိုကံကောင်းကပေါက်တာလို့ကျွန်တော်ထင်တယ်ဗျာတော့ကြာနေရဆိုဗျာမနေ့ပိုင်း6ညပြန်ကြကျွန်တော်ရလိုက်ရမှာဒီညတနေ့ကိုမိပြတ်တယ်မပေးဘူးရှမ်းမနေဖုန်းကအကုန်နေရလေအဲ့ဒီခွေကိုကျွန်တော်ညကြရတွေ့တာခုဘာဖြစ်နေလဲဆိုတော့ရှင်ထဲမှာယူကျုံးမရအောင်ဖြစ်ပေးလိုက်ရလေချေပေါ့ကျွန်တော်ရဲ့ပေါ်လာကျွန်တော်ရဲ့တာကြီးတဲ့ပေးလိုက်ရတယ်ကျွန်တော်စိတ်မကောင်းရှင်းနေမှာလောဟိုယူကျုံးရအောင်ဖြစ်တယ်ခုပြအဖွင့်နေလေမနေ့ပြန်24ရက်တည်းလာလေတော့စပီတော့ပြီးမဲ့ဆိုရင်ထိုးအောင်နှစ်ကွက်ထဲပဲအားရပဲပေါ့နော်အားပဲကန်ထူးကြပါလေအခုခွင်လေးတုံညာကတော့ရွှေကီးဖြစ်တယ်ရွှေကီးကတော့ဒါလေးတော့ကြာတော့ပြတ်တယ်ပေါ့နော်တနေ့ကအင်္ဂါဘုဒ္ဓ3ရက်လို့ပြီးခဲ့တဲ့အပတ်ကမှန်ကန်ရှိတယ်โอเคတနေ့မနက် break 1ချင်းရော break လေးရတယ်1ချင်းလေးရတယ်ကွာရောမင်းထိုးရမှာ၄ခွက်ထဲပဲမိမ့်ပါရ break ဆိုရင်၄ကို break မပြတ်ခဲ့ဘူးဆိုရင်ပေါ့နော်1ချင်းဆိုရင်6တစ်1ချင်းမပြတ်ခဲ့ဘူးဆိုရင်ပေါ့နော်အဲ့နှစ်ခုမင်းတင်6တစ်1ချင်း4ကို1ချင်းနဲ့ထုံးမယ်ဆိုရင်6ရှိရ6 3ရ1ရှိရ1 3ရ4ကိုမင်းအဲ့ဒီ၄ခွက်ကိုတိုင်းမင်းကခွင်နှင်းနဲ့ခွင်ကောင်းလို့ရှာခွင်တလို့ပြက်ခဲ့တဲ့အတွေ့ကြောင့်နှစ် break နဲ့9 break ကိုရှာခါလာအဲ့တော့တာကြီးတို့နဲ့ငါတဲ့ကန်ဆန်းကြည့်ရင်တာကြီးတွေကျုံတဲ့ကန်ဆန်းကြည့်ရင်အားရမယ်ပေါ့ရင်တော့တော်တော်မဲမဟုတ်ဘူးပြရမယ်နှစ်ကွက်ရှိတယ်လိုချင်နေဆိုရင်ဒီခုပေးထားတဲ့ဖုန်းနဲ့ပတ်ဟိုဖိုက်ဘာကနေတော့လာယူနိုင်တယ်အရှင်လိုပဲလာယူနိုင်ဒါပေမဲ့တာကြီးဖုန်းမခွန်နဲ့ဟိုအလုံးပုတ်တဲ့နေရာဖုန်းလိုက်မမိဘူးဒါကြောင့်တာကြီးဖိုက်ဘာကနေပြီးတော့ပေါက်ပေးနှစ်ကွက်စုပ်ပြီးတော့ပို့လိုက်တလုံးအပိုင်ညာလေတလုံးအပိုင်လေကျုပ်ကစ်တာလေနှစ်ကွက်လည်းပဲထူအောင်ပြိတော့မချိန်နဲ့ရှောင်းတာကြီးတော့ကြတယ်60ခွင်ရအောင်ပဲရမပြတ်ဘူးဆိုရင်တာကြီးဟိုရွှေစောနေโอเคတတာပါပါ see you